အရန်ကိုကြောက်စရာကောင်းတဲ့အပူချိန် -40°C အောက်မှာမွေးခင်းစာပင်ကွင်းလေးတစ်ကောင်ကရေခဲပြင်ကိုစက္ကန့်အနည်းငယ်သာထိမိလိုက်ရင်ချက်ချင်းအေးခဲသေးဆုံးနိုင်ပါတယ်။ဒါကြောင့်သူတို့ကအသက်ရှင်နိုင်ဖို့အတွက်ဖခင်ရဲ့ခြေထောက်ပေါ်မှာရပ်ပြီးဖခင်ရဲ့ဝမ်းပိုက်အောက်မှာပုံနေရပါတယ်။ဒါကြောင့်ဖခင်ပင်ကွင်းတွေကအရန်ဂယုစိုက်ပြီးလမ်းလျှောက်ရပါတယ်။ဖခင်ပင်ကွင်းထောင်ပေါင်းများစွာကတူးညီတဲ့ဒီအလုပ်ကိုလှုပ်ဆောင်နေကြပြီးသူတို့ရဲ့နူးညံ့သိမ်မွေ့တဲ့မွေးခင်းစာကလေးများကိုကာကွယ်ဆောင်ရှောက်နေကြပါတယ်။ဒါပေမဲ့ပင်ကွင်းဦးအလုံးကအောင်မြင်စွာဖောက်ထွက်လာနိုင်ခြင်းမရှိကြပါဘူး။ဖခင်ပင်ကွင်းတစ်ကောင်ကစိုးရင်စိတ်တွေနဲ့စောင့်ဆိုင်နေပါခဲ့တယ်။အနီးအနားမှာရှိတဲ့ဖခင်ပင်ကွင်းတစ်ကောင်ကတော့သူ့ရဲ့ကလေးကိုဝမ်းမြောက်စွာနဲ့ပြသဖို့လာရောက်ခဲ့ပါတယ်။ဒီအချိန်မှာစိုးရင်နေတဲ့ပင်ကွင်းဖခင်ကအလိုအရှတစ်ခုကိုတွေ့မြင်ကြားလိုက်ရပါတယ်။သူ့ရဲ့ဦးကစတင်ကွဲလာနေပါတယ်။ဒီတော့ဖခင်ပင်ကွင်းကဝမ်းမြောက်စွာခေါ်អော်လိုက်ပါတယ်။မကြာခင်မှာကလေးပင်ကွင်းတစ်ကောင်ကပေါက်ဖွာလာခဲ့ပါတယ်။ကလေးပင်ကွင်းမလေးရဲ့အမိက Snow Chick ပဲဖြစ်ပါတယ်။နောက်ဆုံးမွေးဖွာလာတော့ပင်ကွင်းကလေးချစ်တော့ကြောင့်သူမကိုစောင့်ကြိုနေတဲ့အရာများကအလွန်ပြင်းထန်တဲ့စမ်းသပ်မှုတွေဖြစ်လာပါတယ်။တစ်ဖက်မှာတော့ Snow Chick ရဲ့မိခင်ကအစားအစာရှာဖွေဖို့ဝေးလံတဲ့ပင်လယ်ပြင်ထဲမှာခရီးရှည်တစ်ခုကိုထွက်နေပါတယ်။မိခင်ကနလကြာအစားအစာတောက်ပြီးကိုယ်ခန္ဓာပြေဝဝလုံးဝဖြစ်လာပါတယ်။အခုတော့သူတို့ကပင်လယ်မှာထွက်ခွာပြီးသူတို့ရဲ့ကလေးတွေကိုအစားကျွေးဖို့အိမ်ပြန်လာကြပါတယ်။ Snow Chick ရဲ့မိခင်ကလည်းဒီအုပ်စုထဲမှာပါဝင်နေပါတယ်။အိမ်ပြန်ခရီးက60ကီလိုမီတာရှည်လျားပါတယ်။ခြေထောက်တိုလေးတွေနဲ့ရေခဲပြင်ကိုဖြတ်ထန်းရခြင်းကနေပေါင်းများစွာကြာမြင့်ပါတယ်။တစ်ချိန်တည်းမှာပဲဖခင်ကကလေးကိုအစာကျွေးဖို့အာဟာရပြည့်ဝတဲ့အထူးနှုတ်မျိုးကိုထုတ်လုပ်ပေးပါတယ်။မိခင်ကအဲ့ဒီနှုတ်ကုန်မသွားခင်ပြန်ရောက်လာရပါတယ်။တကယ်လို့ပြန်မရောက်လာရင်ကလေးကစားလောင်ပြီးသေဆုံးနိုင်ပါတယ်။ဒါပေမဲ့အိမ်ပြန်ခရီးကအန်ဒရီကီမှာတော့မဟုတ်ပါဘူး။ရေခဲပြင်တွေကပါလွာလာပြီးမတည်ငြိမ်တော့ပါဘူး။စားလောင်နေတဲ့ပင်လယ်ဖြန်တွေကလည်းရေအောက်မှာချောင်းမြောင်နေကြပါတယ်။ Snow Chick ရဲ့မိခင်ကအားနည်းတဲ့ရေခဲပေါ်ကိုနင်းမိခဲ့ပါတယ်။ဒါကြောင့်ရေခဲတွေကွဲသွားပါပဲ။ပင်လယ်ဖြန်တွေကသူမကိုချက်ချင်းတွေ့မြင်ပြီးတိုက်ခိုက်လာတယ်။သူမကအသက်ရှင်ဖို့ပြင်းပြင်းထန်ထန်ရုန်းကန်နေတဲ့အချိန်အခြားပင်ကွင်းတွေအကူအညီမရပဲကြည်နေကြရပါတယ်။ဒါပေမဲ့သူမကတော့လက်မလော်သေးပါဘူး။သူမရဲ့စားလောင်နေတဲ့ကလေးကသူမကိုစောင့်နေပါတယ်။သူမကလည်းအားရှိသမျှထပ်ပြီးဖို့စ조사ပေမဲ့လည်းကိုလေးချင်းကများလို့နေပါတယ်။ပင်လယ်ဖြန်တွေကလည်းပုံမနီးကလာပါတယ်။ဒါပေမဲ့အန်တော်ဖွယ်ခေါင်းစွာနဲ့သူမကလွတ်မြောက်နိုင်ခဲ့ပါတယ်။ပင်ဖန်းနွမ်းနေပေမဲ့လည်းစိတ်တိုက်ခိုင်းမှစွာနဲ့သူမကဝမ်းပိုက်နဲ့ဆက်လက်သွားနေပါတယ်။ဒီနီလန်ကလမ်းလျှောက်ချင်းထက်ပုံမမြန်ဆန်ပါတယ်။မကြခင်မှာတဲ့တောင်ဆောင်တစ်ခုပေါ်လာခဲ့ပါတယ်။ပင်ကွင်းတွေကသူတို့မှရှိတဲ့ခြေသေးတွေနဲ့တောင်တက်ရာမှာမြေပြင်ကိုခိုင်မာစွာနဲ့စုပ်ကိုင်နိုင်ကြပါတယ်။တောင်ထိပ်ကိုရောက်ရှိခြင်းကအောင်မြင်မှုတစ်ခုဖြစ်ပေမဲ့လည်းအောက်ကိုပြန်ဆင်းရခြင်းကပုံမခက်ခဲပါတယ်။ရေခဲတွေကအယံကိုချောမောပါတယ်။မိခင်ပင်ကွင်းတွေအများအပြားကထက်ခါတလဲလဲလေးကြနေကြပါတယ်။တစ်ဖက်မှာတော့ Snow Chick ကစားလောင်မှုကြောင့်အော်ဟစ်နေပါတယ်။ဖခင်ကလည်းနှိုးထမထောက်နိုင်တော့ပါဘူး။ဖခင်ကစိတ်ကြေကွဲစွာနဲ့ကြည်နေရပေမဲ့လည်းကုညီလို့မရဖြစ်နေပါတယ်။ကံကောင်းစွာနဲ့မိခင်တွေကပြန်ရောက်လာကြပါသေးတယ်